အခုနောက်ဆုံးထွက်ထားတဲ့ Google Gemini နဲ့တချင်းတပုတ်ဘယ်လိုဖန်တီးမလဲအလွယ်ဆုံးပြောပြပါမယ်ထုံးစံအတိုင်း Google Chrome ကိုဖွင့်လိုက်ပါ Gemini.google.com ဆိုတဲ့ Gemini website ထဲကိုဝင်လိုက်ပါမယ်အမှကျွန်တော်တို့ကတချင်းလုပ်ချင်တာမို့လို့အောက်ဆုံးက Create Music ဆိုတာကိုနှိပ်လိုက်ပါဒါမှမဟုတ်လေဒီ tools ထဲကနေ Create Music ဆိုတာကိုရွေးလို့ရပါတယ်ပြီးသွားရင်တော့ကိုယ့်ရဲ့တချင်းရဲ့ style ကိုရွေးလို့ရပါတယ်ကျွန်တော်ကတော့ဒီ workout ဆိုတဲ့ design လေးကိုရွေးလိုက်ပါတယ်ပြီးရင်တော့ကိုရေးချင်တဲ့တချင်းလေးတွေကိုရွေးလို့ရပါတယ်ဆိုတော့ကျွန်တော်ကတချင်းစာသားကိုအလွယ်တကူရိုက်လိုက်ပါမယ်ဒီမှာတချင်းကိုမြန်မာလိုထုတ်ချင်တာမို့လို့မြန်မာလိုတချင်းလေးထုတ်ပေးပါဆိုပြီးတော့ကိုရေးချင်တဲ့စာသားလေးတွေထည့်လိုက်ပါတယ်ဒါဆိုရင်10မိနစ်လောက်စောင့်လိုက်တာနဲ့ဒီလိုတချင်းလေးကိုတွေးရမှာပါ software ပိုင်းလား hardware ပိုင်းလားလိုချင်တာပြောအကုန်သင်ပေးမှာအခြေခံကနေကျွမ်းကျင်စင်ထိဆက်ရစီသူကိုယ်တိုင်သင်ကြားမိစိတ်ချကလေးတွေအတွက်ပါအဆင်ပြေစေနှွေးထွေးတဲ့တရားမှုပုံစံတွေ online ကတက်မလား in class လားစိတ်ကြရွေးချယ်အဆင်ပြေတာမနေ့ကထက်ပိုတော်ဖို့ဒီနေ့မှာစူးစမ်းစို့နီးပညာကဘာကိုဖွင့်လှစ်ဖို့စီသူကွန်ပျူတာသင်တန်းရှိတယ်နော် မိုက်အရင်မိုက်တယ်ကဲတချင်းတွေကို AI အကူအညီနဲ့ကိုယ်တိုင်ကဖန်တီးကြည့်လိုက်ပါ IT ပညာရဲ့တွေရဲ့စုဝေးရာ See-through Center See-through Center အနာဂတ်အတွက်အကောင်းဆုံးရွေးချယ်စရာ Web Design လား Programming လား Graphic Design နဲ့ Office ဆုံးလင်းပါမင်းရဲ့အိမ်မက်တွေလက်တွေ့ဖြစ်လာဖို့See-through Center ကိုလာခဲ့ပါ